Part 4. According to the pattern shown below, how many circles are there from the first to the 198 symbol counting from left? ဒီဘယ်ဘက်ကနေရည်လို့ရှိရင်တဲ့ဒီ pattern လေးထဲမှာတဲ့ဆက်ဝိုင်း198လုံးထိရေးပြီးတဲ့အခါမှာဆက်ဝိုင်းက how many cycle ဆက်ဝိုင်းကဘယ်နှခုပါမှာလဲလို့ပြောထားတယ်။ကျတို့ဒီမှာ cycle triangle square cycle triangle cycle triangle square cycle triangle အဲ့လိုအတွဲလိုက်လေးပေးရတယ်ဒီမှာ and so on အများကြီးပဲဒီမှာအများကြီးပဲရှိသေးတယ်။အဲ့ဆိုဒီကျတို့ဒီလိုကြီးတစ်လုံးကျင်းလိုက်ညီနေလို့ရှိရင်ဒီကျတို့ကပုတ်စာတွက်ရတယ်လေကြာနေမယ်ပုံနေလည်းအများကြီးဆွဲနေရမယ်ဟုတ်တယ်မလား။ဒါဆိုရင်ဘယ်လိုလုပ်မလဲ။ဒါကရှေ့ primary 2မှာပါခဲ့တဲ့ပုံစံပဲနံပါတ်တွေကိုစီထားတယ်လို့ပဲဒီကျတို့ကလုပ်ရုံပဲ။အဲကြတော့အကျဉ်းအရေးအတွက်က198ခုရှိတယ်198လုံးရှိတယ်ပေါ့နော်198ခုရှိတယ်ဒီနောက်မှာအများကြီးပဲအဲ့ဒီများမှာသူကဘယ်လိုစီထားရလဲဆိုရင် cycle triangle square cycle triangle cycle triangle square cycle triangle ဘယ်လို၅ခုတွဲစီထားတာအဲ့ဒါမှတည်းမို့ရှင်းတော့လောက်လိုက်မှာဆိုရင်198ကို9နဲ့စားပေးလိုက်တယ်အဲ့ခါမှာ39ရဲ့အကျွင်းရဘယ်လောက်ရအောင်ဆိုရင်3ရတယ်အဲ့တော့အကျွင်း300ဆိုတော့ဒီကျတော့39ရအဲ့ဆို39တွဲဒီလိုအတွဲလေးဘယ်နှတွဲဘူး39တွဲရှိတယ်လို့ပြောတာအဲ့ဒီ39ထဲမှာ cycle ဘယ်နှခုပါလဲတစ်ခုနှစ်ခုပါတယ်အဲ့တော့39ဘာနဲ့မြောက်မလဲဆိုရင်2နဲ့မြောက်လိုက်မယ်အဲ့တော့88ရမယ်88ရပြီဆိုတာနဲ့ဒီချေတို့ကအကျွင်းကိုကြည့်လိုက်တော့အကျွင်းက3တယ်အကျွင်းဆို3ဆိုရှေ့ဆုံး3လုံးကိုကြည့်မယ်ဒီရှေ့ဆုံး3လုံးကိုဒီရှေ့ဆုံး3လုံးကိုကြည့်လိုက်မယ်ဒီချေတို့ကဒီရှေ့ဆုံး3လုံးကိုကြည့်လိုက်တဲ့အခါမှာအဲ့ထဲမှာဘာပါနေလဲဆိုလို့ရှိရင်ရှေ့ဆုံး3လုံးမှာဆက်ဝိုင်းတစ်ခုလေးပါနေတယ်အားကြောင့်မို့ဒီချေတို့ကဘာလုပ်မှာလဲဆိုရင်ငကိုတွဲမှာနှလုံးစီက88ရယ်ပြီးရင်သူ့ကိုဘာနဲ့ပေါင်းလိုက်ဆိုရင်အဲ့ဒီစောစောကအကျွင်းထဲမှာပါတဲ့ရှေ့ဆုံးလုံးက cycle ဖြစ်နေတဲ့အတွက်တစ်ခုပေါင်းလိုက်တော့ answer က79ရတယ်ဟုတ်ပြီနော်ဒါကြောင့်မို့ဒီကိန်းတန်း198လုံးအထိမှာ cycle ကဘယ်နှခုပါလဲဆိုရင်89လုံးပါတာပေါ့ဒီလို pattern တွေကိုတွေ့တဲ့အခါမှာဒီလိုပဲဖြည့်ရှင်းရုံပဲဘယ်နှခုအတွဲလိုက်စီထားလဲရှာပြီးတော့တွက်ရုံနဲ့လွယ်ကူရှင်းလင်းစွာတွက်ရုံနဲ့အဖြေကိုမြန်မြန်ဆန်ဆန်ရရှိမှာဖြစ်တယ်နော်ဟုတ်ပြီ